ตีขันที่ส่งนาทอรู้แต่ยังว่าเจรูซาเล็มก็ดีเจริญของอยู่ตัวเดียวเจรูซาเล็มก็ดีเจริญของอยู่เลยเจริญของอยู่เลยตัวเดียวเจริญของอยู่ตัวเดียวล้านมาเอ็ดีรู้ฮะดำยาตัดขายอะไรดำยาว่าตู้นาเจนสวยใช่ปีตีลูกมันตัดจะปีล้านมันมันลุกจะได้ดำยาก็ชอบตีตัวนี้เยซูပြောတဲ့စကားဒါဥပမာဖြစ်ပြီးမဲ့ရည်ညွှန်းချက်တစ်ခုကတော့တော်တော်ပြတ်သားနေတယ်ဂျေရုဆလင်မြို့ကကောင်းကင်ဆွေးမြေတော်ဖြစ်ပြီးဂျေရီခေါကကဘာကိုကုစားဖြစ်တယ်ခရီးတော်တော်ကကျွန်တော်တို့အားလုံးဖြစ်ပြီးအဲ့ဒီဓမ္မဘူဟာစာတာဖြစ်တယ်အာမင်အဲ့ဒီခရီးတော်တော်ကိုနာကျစွာရက်တဲ့တီလူမတတ်ထားပြီးလာနမီမှာလွတ်ဖြစ်တဲ့ဓမ္မဟာစာတာဖြစ်ပြီးနာကျစွာရက်တဲ့ချိန်ခါပြီးတီလူမတတ်ဖြစ်ခဲ့တာကကျွန်တော်တို့အားလုံးဟုတ်လားစာတာမနကကျွန်တော်တို့အပြစ်နဲ့ရိုက်တဲ့ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာအပြစ်ကြီးတိရှက်ပြီးတေလို့မတတ်ဖြစ်နေတဲ့ကျွန်တော်တို့ဒီမဟုတ်လားကျွန်တော်တို့ရဲ့လမ်းပေါ်မှာတော့မပြောဘဲလမ်းဒီရောက်နေတဲ့လူတွေမဟုတ်လားလမ်းဒီမှာရောက်တယ်ဆိုတာတဲ့နားမလည်ရင်တော့ငယူဆိုင်ချင်မှရိုက်ဒါမဲ့လမ်းဒီရောက်နေချောင်းသိရင်တော့လမ်းပေါ်ရောက်အောင်ဘယ်လိုထူမှမလဲဆိုတာတဲ့အတွက်အရေးကြီးဆုံးတော့ဆုံးဆဲစားစရာကိုဖြစ်နေတယ်အာမင်အာမင်ကျွန်တော်တို့ကတော့စာဝတ်ကြီးအစဉ်ပြည့်ပြီးတဲ့ဒါကခန္ဓာကိုညီမမျိုးနဲ့ကိုခန္ဓာတက်လောက်ပဲဖြစ်ပြီးတဲ့နာရပူရရီမတဲ့အမလေးဒုက္ခရောက်ပြီးအကျဉ်းကဲတော့ဆိုတဲ့ကဲပင်ချင်းကိုလိုအပ်တယ်ကိုကြီးဖြီးမမင်းကိုလိုအပ်တာကခန္ဓာကိုယ်ပဲအသက်တစ်ချောင်းလေးပဲဖြစ်တယ်အဲ့ဒီအသက်တစ်ချောင်းလေးကအကူကြီးလိုတယ်အဲ့ဒီအသက်တစ်ချောင်းလေးကမွေးမလို့ဘူးစားစရာမလိုဘူးစက်တောင်းနဲ့ကအမေကသူမငါဘူးသူငါတာထိုင်ရပဲဖြစ်တယ်အာမင်ဒီနာကကဲတဲ့ရှိယေရှုပဲဖြစ်တယ်အာမင်ခန္ဓာကိုယ်ရဲ့ဒီဘာသာကရေအတားငါဟဲ့အတီးရဲ့ဆိုင်ရစဘာဒေါ်လာငွေခန္ဓာကိုယ်တက်ဖြစ်ပြီးအသက်ပြရရတုံးလို့မရပါအသက်ကယေရှုပဲဖြစ်တယ်အာမင်အာမင်ကျေပြောလို့မိတော်စုမှာကဲတင်ချက်တဲ့ရပါစေအာမင်ဆန္ဒတစလို့ထားလို့တဲ့ရပါစေအာမင်မိတ်ဆွေယေရှုကအခုကယူဆိုင်နေပြီလို့ပြောတာမိတ်ဆွေယေရှုကယူဆိုင်နေပြီဟောရာမာကျွန်တော်ခင်ဗျားတို့ကြည့်တဲ့အခါမှာတေးလို့ဆရာမအစတေးလို့ဆရာမအစမှုစုကလေးအထိကျွန်တော်ကြည့်တာခင်ဗျားတို့အရာကြီးချင်းတယ်အာမင်ကျွန်တော်တင်းတော့ပြောပါလေခဏလေးကြီးရောက်တင်းတော့အချိန်မကြီးကြီးတတ်တဲ့အချိန်တော်ကိုတတ်တယ်အာမင်ယေရှုရဲ့တော်တော်များအချိန်မကြီးကြီးတတ်တဲ့အချိန်မကြီးကိုတတ်တယ်အာမင်Le continuiamo Hari jangan tolina sone Yesus ka Hari demi ada job babi Nanti saja ni jadi lu mata khani jauh tu aku mata nak bawa ni Lalu dia ni lancar aku tu jauh nak bawa ni Dia ini tu tinggal Yesus ni Hari cuma badai usah ada Yesus rohi jalabi Hari Yesus rohi lari kamar Yesus rohi lari Hari Damya buye nanti saya tiru mata tapi lalu ni macam kita dulu aman tapi tu ye khamar je perlu sambil sesuatu tua nama cinta pun sesuatu now lewi dulu dia ni cuaya tu siapa ini cina le haအဲ့ဒီလေဝိလူကသူ့စီကနေပါငါဘာမှရဆံရှိငါကပဲပေးရမယ့်အမျိုးဖြစ်တယ်ဆိုပြီးရှောက်သွားတယ်လူတွေကအများဖြင့်ရဆံမရှိခဲ့တဲ့ပေးဖို့ဆိုရင်ရှောက်တတ်တဲ့အမျိုးကြီးဖြစ်တယ်
都是讲你罗门子的古嘛不是的，古嘛个比赛呀没描述的，那必要少得的。你会不会你也在讲话？这我拿嘛是个美术的，图你都讲话没？都讲话。这我没拿嘛是个美术的，你讲话没？但老三你不要呢，拉比埃文吉尼斯也不要拉的，多了比他们人气比较拉的。他们那都得要了，因为一个皮，都到人家都抢你，那白他们拉你，把米都拉你，哎，谁带动的？当然你想家里不拉，哎，那阿比亚也他们啥不到我喉咙不好啦，哎，那味道比滴滴哩哩下哩的不啦，没嘛，比较新鲜的。而家先個新聞嚟到多啦啲講，即係我表妹阿妹都三萬嚟表妹，第二家年三年比亞洲嘛聽咧，成部都冇喺度入落個，嗱就表咯表，阿路妹個白多啦嘛，得多啦嘛聽咧，阿妹，阿妹所以嗱就係阿妹，得啦嘛那些嘅事嘅，佢哋可以三個地方冇嚟㗎嘛，可能到啦，4$、7$好啦。พยาจารย์ยังได้ขาดใจแต่จอดแต่ล่าลูกมาลีเจดีอาศัยคุยลีจอดยังแต่ยังมาเพลินภาษาแต่ก็คนละจอด通常是啦，師傅，哎，你講啦，พยาจารย์มาปีละ冇ဘူး，แต่ลูกเสียปีละ冇ဘူး，แต่เราไม่จีปีละ冇，ขยันเนี่ยแต่ดูภาษาเนี่ยตัวเราเนี่ยสวยเลยพยา冇ปีละแต่แกขยันสิขยันการ冇ปีละแต่แกจีน่ะมาเส้นสายจีอามูแม่มาไม่รู้เนี่ยอันนี้สมมติ$5ดีเนี่ยสับเป็น$5แต่$ကိုဈေးကိုခေါ်တော့$ကိုအနေနဲ့ဆိုတာဖျားချောင်းခု$ဒီစကားပြောတဲ့အခါမှာ$ကလက်မထောင်ပြီးခေါင်းထောင်ပြီးအကျဲလုပ်နေတယ်100ဆိုရင်တော့မထောင်ရဲ50ဆိုရင်လည်းမထောင်ရဲ$ကတော့နည်းနည်းပြီးထောင်တော့$ကထောင်မနေနဲ့နေက9လလောက်မှတစ်ခါတော့ပြဖျားချောင်းမှာ$ပတ်တိုင်းတော့阿妹，ဟုတ်ပဲ$တော်လေးစွာတယ်ဘာမှလည်းမဟုတ်နိုင်အမေဘာဖြစ်လဲစွာတယ်ငါတင်နေတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ဝင်လာတဲ့နေရာမှာငါမြဲသွားတယ်နင်တို့တော်လာတရားနင်သွားတာပါလေဈေးဘယ်လိုခေါ်လဲမော်နင်သွားတာဒီတိုင်းပတ်နေတာနင်မော်လေဖြစ်တယ်ငါဖရားချောငါတော့မော်မသိဘူးငါသိတာဖရားချေနင်သိတာမော်ဖရားချောနင်မသိဘူးငါဖျားနဲ့ပတ်သက်တယ်တတော်လာအဲ့လိုပြောနေအခုကျွန်တော်တို့အဲ့လိုအော်ကျလို့တဲ့တတော်လာကိုခဏလေးအခွင့်အရေးပိတ်လိုက်တယ်အာမင်အာမင်ရုပ်ရတဲ့လေးရတဲ့တော့အငယ်ဆုံးတော့$ဒီနေ့ကနေစပြီးတနေ့တနေ့တဲ့ဖျားစစ်ခုတဲ့အလူငွေတွေ$ထဲတော့မယ်လို့ရုပ်ရတဲ့လေးရတဲ့ပြောပါနောက်ကနေလိုက်ဆိုပါ$ရေစိတ်မရှိနဲ့နေတော့ခောက်ပေါင်းများနေပြီဖြစ်ရဲ့ဘုရားကြောင့်ခေါ်သွားတော့ဘူးမင်းကလည်းခေါ်သွားမယ်မင်းကအီမူတော့ဒီတန်ဖို့ဝယ်လို့ပဲရှိတယ်နားတော့ဒီနေ့ကနေစပြီးအငယ်ဆုံးရလို့ခေါ်တဲ့$ကိုဘုရားကြောင့်အမြဲခေါ်သွားတော့မယ်လိုက်ဆိုလို့$အပတ်တိုင်းတော့မမျောနဲ့တစ်ခါတည်းသူ့ထိရင်30လေးထဲမှာဖြစ်တယ်အဲ့ဒီချိန်မှာမူမနေနဲ့အလိုက်တူတီနဲ့နှုတ်ပိတ်ထားပုံမှန်ထည့်ဖို့ကတင်တယ်အဲ့ဒါတစ်ခါတည်းတော့50ထဲလေးထဲမယ်မရှိဘူးလာမတူးနဲ့လို့မြင်တော့တယ်ညညာပုံမှန်ထည့်တာကနေသူ့စီစဉ်စီရတော့ခန္ဓာလို့ပြမှုဆိုတာနားလေခါအာမင်
အဲ့ဒီတော့ကျွန်တော်တို့ကဘာဖြစ်လို့မြန်မာပြည်မှာခရိယာတွေဆယ်ဆိုမွတ်စလင်တွေချမ်းသာဗုဒ္ဓဘာသာတွေချမ်းသာဟိန္ဒူတွေချမ်းသာအဆယ်ဆိုခရိယာဘာကြောင့်လဲဆယ်ဘူးလည်းမမအလူငွေထဲရဲငငယ်လေးတွေထဲတဲ့ခါမှာလဲစုပ်ပြတ်နေပြီးဈေးမှာတုံးမရတဲ့ဝယ်ကြီးထဲအဲ့ဒီထဲနေတဲ့ချိန်မှာလဲဗျာစီကိုတဲ့ချိန်ကြီးအစောကြီးနေအဲ့ဒီမှာထိုင်တဲ့ချိန်နဲ့အိမ်လိုက်တာပုံများသူများကပါဠိအိမ်လိုက်တာမဟုတ်ဘူးအိမ်လေးရောက်ပြီးတည်ရည်ချဘယ်လိုဘုရားကျွန်တော်ကိုချင်းရောက်လို့ရမလဲလုံးဝဒီကတော့ဆိုရမယ်မဖြစ်တဲ့ဘူးအာမင်အာမင်ဟာလေလုယာအာမင်ဒီလိုလေးရတယ်ပြောပါဦးချောင်းချောင်းမလုပ်ပါနဲ့လုပ်ပြီးလို့ရမယ်လို့ပြောပါဦးချောင်းချောင်းလုပ်ပါနဲ့အခုပြောနေတဲ့အရာတွေအီးပဲလုပ်လို့မရဘူးလို့ပြောပါနှစ်ယောက်ကရှောင်းတော့ကဲတော့ရှမာရိလူတယောက်ကြီးတဲ့လာပြီးအဲ့ဒီရှမာရိလူကဒီလူကိုတွေ့တဲ့အခါမှာချင်းကပ်ပြီးတွားကြည့်တော့အတက်ကလေးရှိပြီးအတက်ကလေးရှိနေတာကိုတွေ့တဲ့အခါမှာအလုံးကယုနာတဲ့ရောက်ပြီးတဏှာပြီးအဲ့ဒီလူနာကိုထိုးပြီးသူ့ရဲ့တွေးတွေကိုတုတ်ပေးတယ်သူမပါလာတဲ့စီစပီနဲ့သူ့ရဲ့အနာဒီကိုလိမ့်ပေးတယ်ပြီးတော့မှသူပါလာတဲ့အဝတ်ကိုချက်ပြီးအဲ့ဒီလူနာကိုပတ်ပေးတယ်ပြီးတော့မှဒီလူနာကိုသူ့ရဲ့တရိษံကလောင်းလည်းမပြောဘူးတော့တရိษံဆိုတဲ့အခါမှာတော်တော်လေးနဲ့ကလောင်းလည်းမပြောဘူးမြင်းလည်းမပြောဘူးလားလည်းမပြောဘူးညင်းလည်းမပြောဘူးတရိษံပေါ်မှာတင်တယ်ရည်ညွှန်းချက်တစ်ခုတော့ရှိတယ်အကောင်သားမျိုးမပြောတဲ့တော့တရိษံအကောင်တစ်ကောင်လည်းမခေါ်ဘူးတရိษံပြောတဲ့တော့သူရည်ညွှန်းချက်တစ်ခုတော့ရှိနေတယ်တရိษံပေါ်စင်ပြီးဇေဇတ်ကိုခေါ်ပါတယ်အဲ့ဒီချိန်တုန်းကဂျိုးလိုမျိုးတွေရဲ့ထိတ်ဆုံးမှထားတာရက်ပေါ်တယ်ဒိုးရီကနေလဲရှမာရိလို့ဆိုတဲ့ခွေမျိုးလို့တတ်မှတ်တဲ့ကာလမှန်တယ်သူတို့တွေကဘာသာရေးခေါင်းဆောင်တော့ပဲအရေးထားပြီးမောရှိရဲ့ပြည့်ညတ်ကျမ်းကိုအမြဲရွတ်ဆိုပေးတဲ့လူသားလည်းအလေးနဲ့ထားပြီးယေရှုဖခင်ကြတော့သူတို့ကနာဇရက်မြို့မှာလူတော်မဝင်ဘူးယေရှုဟာနာဇရက်မြို့သားဆိုတော့အထင်သေးပြီလက်သမားရဲ့သားဆိုတော့ကိုအထင်သေးတော့ပြီယေရှုဟာဂျုံးနယ်ပယ်မှာလူများစင်းတဲ့လူစင်းတဲ့မထဲတဲ့ခရအကောင်ကိုတတ်မှတ်တဲ့ရှမာရိအမျိုးကိုသူတို့ကတတ်မှတ်တဲ့ယေရှုလက်သမားရဲ့သားနာဇရက်မြို့သားနာဇရက်မြို့မှာလူတော်လူကောင်းမဝင်ဘူးလို့သူတို့တတ်မှတ်တယ်အဲ့တော့နာဇရက်မှာချစ်မြို့ကြီးနာဇရက်ကနေကြီးလာတဲ့ယေရှုကိုသူတို့လူစင်းတဲ့မထဲလက်သမားဆိုတော့အထင်တူသေးအဖေကလက်သမားနဲ့လှုပ်ရှားတယ်ဆိုတော့သူအထင်သေးအဲ့ဒီထင်သေးခြင်းခံတဲ့ယေရှုသူရှမာရိလူနဲ့ပြောတာသူ့ကိုရင်တော်ပြီးပြောခြင်းဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်တနာစရာတော့ကောင်းပါတယ်တော့စဉ်းစားစရာလည်းဖြစ်ပြီးအလေးနဲ့ခံယူရမယ့်အမှုတစ်ခုကိုပြောထုတ်သွားပြီအာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်တရိษံဆိုတာကတရိษံပေါ်တယ်ဆိုတဲ့ခါမှာဒီလူနာဟာဇယတ်ကိုရောက်တဲ့လုံကသူရှောက်ဆရာမလို့ပဲနဲ့တခုခုအကူအညီတခုခုတော့သူရနေပြီဒါပေမဲ့အစီအစဉ်နဲ့ဒီကောင်းသောရှမာရိရဲ့ဆောင်ရွက်မှုဖြစ်တယ်ဒုဖူကောင်းသောရှမာရိဟာကိုတော်ပဲဖြစ်နေတယ်ဟုတ်လားလူဒီအကူရဲ့ရှောင်တဲ့နေ့ရောက်ပါလိမ့်မယ်ဦးလေးအတော်လေးအကူရဲ့ရှောင်တဲ့နေ့ရောက်ပါလိမ့်မယ်လာလို့တင်သွားတဲ့အချိန်မှာအမြန်ဆုံးမပုတ်ခဲ့ဆိုပြီးတကြူသွားတာအမနဲ့ညီမဟုတ်လားအမမာတာနဲ့ညီမမာလို့ဟုတ်လားယေရှုပြရောက်လာတဲ့အခါမှာလေးရရှိပြီလို့ပြောတာအမနဲ့ညီမဟုတ်
耶稣啊，那我们知道的对人来写的也ပြောတဲ့ကမှာဟုတ်ကဲ့နောက်ဆုံးတော့နေ့မှာထားမယ်ဆိုတာအမှမဟုတ်ဘူးလားကျောင်းရမလေးပါလို့ပြောတဲ့ချိန်မှာကိုတော်မလှုပ်ပါနဲ့လေးရရှိအရာတတ်တယ်လို့ပြောတာအမှလည်းညီမှာမဟုတ်ဘူးလားဒါပေမဲ့ပုံမယ်လို့ပြောတာအမှလည်းညီမှာကျောင်းရမလေးပါငါမယုံကြည်တော့တေးတယ်လို့ရှင်းတယ်လို့ပြောတာကယေရှုပဲမဟုတ်လားအာမင်အဲ့ဒါအကောင်းဆုံးအဖေလည်းမဟုတ်ပါဘူးအမေလည်းမဟုတ်ပါဘူးအမျိုးကြီးလည်းမဟုတ်ပါဘူးတဲ့အဲ့ဒါအကောင်းဆုံးယေရှုတမန်တော်ဖြစ်တယ်အာမင်အာမင်ကျေးဇူးတော်ယေရှုကတည်ရတာပါစေအာမင်အာမင်အားလုံးကိုစတင်ပါစေအာမင်အားလုံးဆောင်ရွက်ပေးပါစေအာမင်ဟာလေလုယာအာမင်အာမင်ယေရှုခရစ်တော်နာမနဲ့ကဘာဆက်ဆက်လို့ကြည်ပါစေအာမင်